2026ခုနှစ်တကြံကာလမှာထူခြားဆုံး fashion တွေထက်ကတစ်ခုကတော့တကြံမင်းစီပုံတိုက်ပြီးစဉ်းလာတာပဲဖြစ်ပါတယ်။ဒီနှစ်တကြံမှာ Power Ranger ဝတ်စုံတွေအရန်ခစ်စားနေပြီးဒီပန်းရောင်မလေးကတော့ရေပတ်ဖို့ပြင်းနေပုံရပါတယ်။ Power Ranger ပန်းရောင်မလေးဟာတကြံကဲလွန်ပြီးလာလားညနေအမေရိုက်မှာကြိုတိလို့ကစားမလားနားမလားတွေးနေတဲ့ပုံပါစီပြက်နေတဲ့မြန်မာပြည်မှာအာရဒေအိုးဆုလိုက်ကြီးရေပတ်နေပုံကသူတို့လည်းအရှိရတဲ့ဘိုင်းမှာစိတ်ဖြည့်စည်းနေကြပုံပါစီမယောင်းရမယ်အတူတူမြန်မာပြည်မှာတိတ်တခုလာကဲနေတော့လိုင်းပေါ်အတင်ခံလိုက်ရလို့တကြံပြီးရင်ဈေးတက်ကြမယ်ပုံပါပဲကဘာကြီးကိုကဲတင်မယ်ဆိုတဲ့ Power Ranger အနေကောင်ဟာတကြံလေဖို့တကားတွင်းမရလို့ဒုက္ခရောက်နေတဲ့ပုံပါပဲVery hero နဲ့မြန်မာပြည်ရောက်ရင်မြန်မာလိုကျင့်ရတော့တန်ပန်းတကားတောင်ဆွဲမဖွတ်နိုင်လို့ပြန်ကူနေကြရမယ်တဘောပါဖာမေးစာမနဲ့ Power Ranger အုပ်စုရုံနင်းချင်းရေးရတာဟာမြန်မာပြည်တကြံမှာပဲရှိပြီးရင်ပြန်တွဲကြမယ်ပုံပါပဲဒီဖာမက Power Ranger တွေကြားမှာအတော့ကိုကဲနေတာတွေ့ရပါလေပြောနေအောင်ပေါ်လေပပဂျိုကလည်းတက်တဲ့ပညာမနေတာတကြံမှာမမှုရတော့စိတ်ကဲနဲ့တွဲကနေတဲ့ပုံရိပ်ကထူချစန့်တင်နေပါလေတွေဆွဲရလားချလပတ်ရမ်းနေတာလားမတိရပေမဲ့ဒူလဲမှုလူတွေလည်းမူးရာမို့ရေချင်းကြိုက်သွားပုံရပါလေတကြားမင်းပြန်ဖို့စီမရှိဖြစ်နေလို့အလို့ခန့်နေပုံရပြီးတော့လမ်းထိပ်မှာစီတန်းတုံကနေတယ်လို့ခွေးတွေပါပြုတ်ကုန်ကြပါပဲခွေးတွေလည်းပြုံးလူတွေလည်းကဲဆိုတော့ဝူတွေလည်းတကြံမှာပရိဒန်ဆွဲပြီးစွမ်းဆောင်ရည်ပြနေတာတွေ့ရပါလေတကြံလည်းပြုံးကိုလည်းကြော်ဆိုတဲ့အတိုင်းအကကောင်းလွန်ရင်တော့အင်းပြန်အထုခံရဖို့ကတေချာတယ်လို့ပါတကြံအကြနေမှာတော့ပီတိုတွေလည်းစိတ်အမောဖြစ်ပြီးဘဝအမောဖိဖြောင်းနှံကြပါစေ